စက္ကန့်ပိုင်းတွင်းမှာပင်သူသည်ငါးအရေခွန်ကိုခွာထုတ်အသားလွှာများကိုအချိုးအစားကြလိဖြတ်ပြီးရင်သက်ရှုမောဖွယ်ကျွမ်းကျင်မှုဖြင့်အလုပ်ကိုအဆုံးသတ်လိုက်သည်လူအုပ်ကြီးထံမှလက်ခုပ်တံများဟိန်းထွက်သွားတော့သည်ဖော်စားတောက်ဆိုင်မှအထူးဧည့်သည်တော်ကရှေ့သို့တက်လာပြီးရင်းတို့နှစ်ဦးစလုံးသည်နိုင်ငံတကာဟင်းချက်ပြိုင်ပွဲတွင်ရှင်ပြိုင်နိုင်စွမ်းရှိသူများဖြစ်ကြောင်းကြေညာလိုက်သည်ထို့နောက်ရင်းတို့နှစ်ဦးကိုလက်ဆွဲနှုတ်ဆက်ခိုင်းရာအခြေအနေကတင်းမာနေတော့လဲနှစ်ဦးသားလက်ဆွဲနှုတ်ဆက်လိုက်ကြသည်နောက်ပိုင်းတွင်ဖော့ကအင်တာဗျူးတစ်ခု၌တရုတ်ပြည်ကလူတွေကရှေ့ခေတ်ထဲမှာပဲနေကြတော့မယ်သူတို့ခင်မီဟင်းချက်နည်းတွေကိုနားမလည်ကြဘူးဒါကြောင့်သူတို့ကိုတင်ပေးဖို့ကျွန်တော်ပြန်လာတာဟုယုံကြည်မှုအပြည့်ဖြင့်ပြောကြားလိုက်သည်ကိုငယ်သည်သူ၏စားတောက်ဆိုင်မှနေ၍ထိုအင်တာဗျူးကိုကြည့်နေသည်စကလုံးတိုင်းကစော်ကားခံရတယ်လို့ခံစားရပြီးဒေါသများစတင်ထွက်ပေါ်လာသည်ဖော့အင်တာဗျူးမှာနေရာအနှံ့ပြန့်နှံ့သွားပြီးကိုငယ်အပေါ်ရဲရဲတင်းတင်းပြောဆိုချက်များကသတင်းကောင်းကြီးပိုင်းများတွင်ပါလာကစပုံမှုနှစ်ဦးကြားတင်းမာမှုများပုံမှုမြင့်တက်လာစေသည်တစ်ဖက်တွင်လည်းသတင်းထောက်များကမခောက်ထန်ချင်းကပ်ပြီးကိုငယ်အကြောင်းမေးမြန်းကြသည်အင်းတို့သည်မျိုးရိုးအမိတူသည့်အပြင်ရုပ်ချင်းလဲဆင်တူနေသောကြောင့်ဖြစ်သည်ထိုမေးခွန်းကမခောက်ကိုအလွန်မင်းစိတ်နှောက်ယှက်ဖြစ်စေသည်သူကအေးဆက်သောမျက်နှာထားဖြင့်ငါမှတားမရှိဘူးဟုပြောကထွက်ခွာသွားသဖြင့်သတင်းထောက်များမှမြင်တက်ကြံရခဲ့သည်တနေ့တွင်ဖောက်ရည်စားဖြစ်သူမဲရောက်သည်ကိုငယ်စားတောက်ဆိုင်သို့ရောက်လာပြီးဖောဆိုင်တွင်ညစာစားရန်ရင်ကျေးစွာဖိတ်ကြားခဲ့သည်ကိုငယ်ခဏမျှတုံဆိုင်နေတော်လဲနောက်ဆုံးတွင်သဘောတူလိုက်သည့်ထိုညတွင်သူသည်တငယ်ချင်းတစ်ယောက်နှင့်အတူဖောက်စိန်ခံစားတောက်ဆိုင်သို့ရောက်ရှိသွားသည်မေယောကဟင်းပွဲနှစ်ပွဲကိုတေခင်းပေးသည်တစ်ပွဲမှာနုနယ်သောပုံစံများဖြင့်အလှဆင်ထားသည့်ကြက်ဥဟင်းလျာဖြစ်ပြီးနောက်တစ်ပွဲမှာထူးဆန်းသောအပင်တစ်ပင်နှင့်တူသည့်ဖန်တီးမှုဖြစ်သည်ရေပေါ်သို့ရေလောင်းချလိုက်သောအခါဟင်းလျာသည်တက်ရှိတစ်ခုကဲ့သို့ပွင့်အားလာပြီးရေမျက်နှာပြင်ပေါ်သို့တက်လာသည်ကိုငယ်သည်ကြက်ဥဟင်းလျာကိုအရင်မီးစမ်းကြည့်သည်အရသာမှနူးညံ့ပြီးကျွဲဝကအချိုးအစားအလုံးမြတ်သည့်ထိုစဉ်မဲရကကိုငယ်နားသို့တိုးကပ်လာပြီးဒီလိုဟင်းမျိုးတစ်ခါမှမမြင်ဘူးမဟုတ်လားဒါပေါ်ရဲ့ဆုရထားတဲ့လက်ရပဲဟုပြောလိုက်သည်ထိုစကလုံးများကကိုငယ်နားထဲတွင်ပဲ့တင်ထပ်သွားသည်သူသည်ဇွန်းကိုချလိုက်ပြီးဖောစောင့်နေသည့်မိဖို့ကြောင့်စီသို့အသားအရလမ်းလျှောက်သွားသည်ဖောကသူ့ကိုစောင့်မျှော်နေတဲ့ကဲ့သို့ခပ်ပြုံးပြုံးဖြစ်ကြည့်ကမင်းကငါထက်တော်တယ်ဆိုတာတက်တည်ပြခြင်းလို့လားခုပပပမေးလိုက်သည်ကိုငယ်ကဘာမှပြန်မပြောဘဲထိုစိန်ခေါ်မှုကိုလက်ခံလိုက်သည်သူသည်ပါဝင်ပစ္စည်းများကိုယူကာသူ၏ရိုးရာနီးစနစ်အတိုင်းစတင်ချက်ပြုတ်တော်သည်နှေးကွေးတော်လဲအသေးစိတ်ကြပြီးနှလုံးသားပါဝင်သောနီးစနစ်ဖြစ်သည့်သို့တော်ဖောကခင်မီကရိယာများနှင့်အစင်းမြင့်နီလန်းများကိုသုံးကပုံမှုမြန်ဆန်းစွာလှုပ်ရှားသည်မိနစ်ပိုင်းတွင်မှပင်ကိုငယ်ပြင်ဆင်နေစေဖြစ်သောဟင်းပွဲကိုဖောကအရင်ပြီးအောင်ချက်လိုက်သည်သူချက်ထားသောဟင်းကိုကိုငယ်ကိုပေးကမြည်ကြည့်လိုက်ဟုဆိုသည်ကိုငယ်သည်ထိုဟင်းလျာကိုကြည့်ုံဖြင့်ပင်အလွန်ထူးကဲကောင်းမွန်ကြောင်းချက်ချင်းသိလိုက်သည်ဘာစကားမှမပြောဘဲသူစားတောက်ဆိုင်ထဲမှထွက်ခွာသွားတော့သည်သူထွက်သွားပြီးနောက်ဖော်သည်ကိုငယ်ချက်ထားသောဟင်းကိုတိတ်တဆိတ်မြည်ဆန်းကြည့်ပြီးကျေနပ်သည့်အပြုံးတစ်ခုပြုံးလိုက်သည်သူတကယ်ကိုတော်တာပဲဟုသူကတိုးတိုးလေးရေရွတ်လိုက်သည်ကိုငယ်သည်သူ၏စားတောက်ဆိုင်တွင်တဦးလဲထိုင်နေရင်လက်များကိုတစ်သားစပွဲပေါ်တင်ထားကဖခင်ဖြစ်သူ၏ကြမ်းတမ်းသောအတန်ကိုပြန်လဲကြားရောက်နေမိသည်မင်းဘယ်တော့မှစဖို့မှုကောက်တယောက်ဖြစ်လာမှာမဟုတ်ဘူးဆိုသောစကားလုံးများကသူ့ကိုတဖန်ပြန်၍နာကျင်စေပြန်သည်အခြားတနေရာတွင်မူကိုငယ်ဖခင်သည်ကိုငယ်ကိုစွန့်ပစ်ခံရပြီးနောက်မွေးမြူဆောက်ရှောက်ခဲ့သောတငယ်ချင်းဟောင်းထံသို့ရောက်နေသည်ဟောင်းကသည်လည်းစဖို့မှုတဦးဖြစ်ပြီးကိုငယ်ကိုမိမိသားရင်းကဲ့သို့ဆောက်ရှောက်ခဲ့သောနှွေးထွေးသည့်စိတ်နှလုံးရှိသူဖြစ်သည်မခုတ်ကကိုငယ်နှင့်တွေ့ကျင်သည်ဟုဆိုသောအခါဟောင်းကကိုငယ်ကိုချက်ချင်းဖုံးဆက်ခေါ်လိုက်သည်ကိုငယ်ရောက်လာပြီးဖခင်ဖြစ်သူကိုမြင်လိုက်ရသောအခါနေရာတွင်ပင်တောက်တင်းသွားသည်နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်တော်လဲနာကျင်မှုများကပျောက်ကွယ်မသွားသေးပေမခုတ်ကစကားပြောရန်ကြိုးစားတော်လဲကိုငယ်ကကြားဖြတ်ကကျွန်တော်ခမည်းသားမဟုတ်ဘူးအင်တာဗျူးထဲမှာခမည်းအဲ့ဒီလိုပဲပြောခဲ့တာမဟုတ်လားဟုတိုးတိုးလေးပြောလိုက်သည်ကလက်ပိုက်လိုက်ပြီးဂုံယူဝင်းကြွားသောအတန်ဖြင့်ငါ့ကိုကြည်စမ်းငါကအောင်မြင်နေတဲ့လူငါကမ္ဘာအကောင်းဆုံးစဖို့မှုစုကိုနှစ်ကြိမ်တောင်ရထားတာမင်းကကောမင်းကလမ်းဟောင်းတစ်ခုပေါ်ကစားတောက်ဆိုင်တေးသေးလေးကထမင်းချက်တစ်ယောက်ပဲငါဘေးမှာမတ်တက်ရက်ချင်ရင်မင်းကိုမင်းအရင်ဆုံးတက်တည်ပြလိုက်ဦးဟုပြောလိုက်လေတော့သည်။အောင်ခင်ပြကြီးဟာဒေါသတကြီးနဲ့တုံခါနေတယ်လို့ပါပဲငါတက်တည်ပြမယ်လူကိုငယ်ကဆိုပါတယ်ဒါပေမဲ့မှတ်ထားရမှာကအောင်မြင်မှုဆိုတာရက်ဆက်ဖို့မလိုတယ်လို့အောင်မြင်နေုံနဲ့လည်းမြန်မာနားထောင်ဖို့မလိုပါဘူး။လမ်းကြားလေးတွေကစပုံမှုလေးဟာမမနာမရှိပဲကမ္ဘာအတော်ဆုံးဖြစ်လာပါလိမ့်မယ်သူထွက်ခွာသွားပြီးမကြခင်မှာပဲကြီးကျယ်ခမ်းနားတဲ့ဟင်းချက်ပြန်ပွဲကြီးစတင်มาတော့တဲ့ကမ္ဘာတဝန်းကဒိုင်လူကြီးတွေဟာအကဲဖြတ်ဖို့အသင့်ဖြစ်နေတယ်လို့ကိုငယ်ရဲ့တငယ်ချင်းတွေကလည်းပြိတ္တထဲကနေအတတရောအော်ဟဲအားပေးနေကြပါတယ်ကငယ်ကအရင်ဆုံးရှေ့ထွက်လာပါတယ်သူဟာကြက်တကောင်လုံးကိုအရေးကိုမပြတ်စေပဲအသားတိတက်နောက်ထုတ်ပြတဲ့ရှေးဟောင်းနည်းပညာတစ်ခုကိုပြသလိုက်ပါတယ်ပြိတ္တတွေတင်မကဒိုင်လူကြီးတွေပါသူ့ရဲ့တိကျတေချာမှုကိုအံ့ဩသွားကြပါတယ်ထို့နောက်ကိုငယ်ဟာသူ့ရဲ့ရိုးရာစတိုင်တိုင်းအသေးချာချက်ပြုတ်ပါတော့တဲ့တစ်ဖက်မှာတော့ပေါ်ဖောင်ကခင်မီစက်ကရိယာတွေကိုတုံးပြီးအချိန်တိုအတွင်းမှာပဲလှပချုံငိမ့်တဲ့ဟင်းပွဲတစ်ခုကိုအရင်ဦးဆုံးအဆုံးသတ်နိုင်ခဲ့ပါတယ်။ကိုငယ်ကတော့တတ်မှတ်ထားတဲ့အချိန်ကိုစက္ကန့်မလက်အသုံးချခဲ့ပါတယ်။သူ့ရဲ့ဟင်းပွဲမှာခန်းစားချက်တွေတမိုင်းကြောင်းတွေနဲ့အနှစ်သာရတွေပြည့်နေနေပါတယ်။ဒိုင်တွေမြည်ဆန်းကြည့်တဲ့အခါဟင်းပွဲနှစ်ခုစလုံးရဲ့အရသာကအမခံတူညီနေပါတယ်။ရမတ်တွေကလည်းတူနေပေမဲ့တယောက်ပဲအနိုင်ရမှာပါ။ဒိုင်လူကြီးတယောက်ကချက်ပြုတ်ခြင်းဟာအမှုပညာတစ်ခုပါ။